အားလုံးပဲမင်္ဂလာပါ Henry 365 words ကနေရောက်ချင်တဲ့တိုင်းကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့အတွက်မိတ်ဆွေတို့အတွက်ပေးချင်တဲ့စကားလုံးကတော့ဒီစကားလုံးပဲဖြစ်ပါတယ်အင်္ဂလိပ်လိုဆိုလို့ရှိရင်အတန်ထွက်က empathetic အဲ့လိုတန်ထွက်ပါတယ်သူဒီ adjective ဖြစ်ပါတယ်အဓိပ္ပာယ်ကတပါးသူရဲ့ခံစားချက်ကိုမျှဝေခံစားနိုင်ပြီးတော့နားလည်နိုင်စွမ်းရှိသောဆိုတဲ့အဓိပ္ပာယ်ထွက်ပါတယ်ဥပမာအနေနဲ့ကျွန်တော်ရေးပြထားပေးပါတယ် She is empathetic and always listen to her friends သူမရဲ့တငယ်ချင်းတွေကိုအမြဲတမ်းနားထောင်ပေးတယ်ပြီးရင်မျှဝေခံစားနိုင်တဲ့နှလုံးသားရှိတယ်ဆိုတဲ့အဓိပ္ပာယ်ထွက်ပါတယ်အဲ့တော့ကိုယ့်ပတ်ဝန်းကျင်မှာလည်းကိုယ့်ရဲ့ခံစားချက်တွေကိုမျှဝေပေးနိုင်တော့တငယ်ချင်းတွေရှိပါသလားရှိသူတို့ကိုတန်ဖိုးထားရအောင်အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ empathetic လို့ခေါ်ပါတယ်အဆင်ပြေကြပါစေကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ